Italy Serie A ကကျွန်တော်1990ပြည့်နှစ်ပေါ့နော်အဲ့ဝင်းချင်းလောက်မှာဒါကမ္ဘာအကောင်းဆုံးနဲ့ဒါလူကြိုက်အများဆုံးလီးတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ချိန်မှာကကျွန်တော်တို့ဒါစပိန်လာလီဂါတို့ဒါ EPL တို့ဘွန်လင်းလီဂါတို့ထက်ကျွန်တော်တို့ဒါအရာရာနှင်းကြပြီးတော့ကျွန်တော်တို့လူစိတ်ဝင်စားမှုအားနည်းပြီးတော့ကြည့်မကောင်းတော့တဲ့လီးတစ်ခုဆိုဖြစ်သွားပြီပေါ့နော်အဲ့ပုံမှာလည်းကျွန်တော်ဒီနောက်ဆုံးဒီကန်ခဲ့တဲ့ပွဲဆိုရင်ဒါနောက်ဆုံးဒီပွဲ38မှာဆိုရင်တော့ကျွန်တော်ဒါ Italy Serie A ပွဲကိုကျွန်တော်မကြည့်ပြလိုက်ဘူးနော်ကျွန်တော်တိတ်လည်းမကြိုက်တာလည်းပါတယ်ပြီးရင်ဒါ Serie A ထိတဲ့တွေ့ဆုံမှုပေါ့နော်ဒါအသင်းချင်းဒါ AC Milan တို့ Inter တို့Juventus တို့ဒါ Napoli တို့အချင်းပြန်တွေ့ရင်တော့မှကျွန်တော်ဒါတာမန် Premier League ပွဲတစ်ပွဲတော့ကျွန်တော်စိတ်ဝင်စားကြမရှိတော့တဲ့ပွဲတစ်ပွဲလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါဘာကြောင့်ဒီလိုမျိုးဖြစ်တာလဲပေါ့ EV Serie A ဘာကြောင့်ကြာရှုံးတာလဲဘာကြောင့်လူစိတ်ဝင်စားမှုနည်းသွားတာလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာနော်နံပါတ်1ချက်နေတော့ဒါဘန်နိုင်အချက်တဲပေါ့နော်ဘန်နိုင်အချက်တဲနဲ့ကျွန်တော်ဒီ star player တွေပေါ့နော်ကျွန်တော်ဥပမာပြောမယ်ဆိုရင်တော့ကျွန်တော်ဒီအရင်တော့ဆိုရင်ဒီကစားမကောင်းတွေကျွန်တော်အများကြီးရှိတယ် AC Milan ဆိုရင်ဒါ Ronaldinho လိုကစားမကိုကျွန်တော်ဒါဈေးကြီးပေးပြီးတော့စံရင်ကြီးနဲ့ဝယ်တယ်ရတာအများကြီးပေးနိုင်တယ်ပေါ့နော်အခုကျွန်တော်ဒီဟာ Serie A မှာကအဲ့လိုမျိုးတို့ star player တွေမခေါ်နိုင်တော့ဘူးပေါ့နော်ကမ္ဘာအကောင်းဆုံးမှာဆိုရင်ကျွန်တော်ဒီ World Cup ကစားသမားတွေမခေါ်နိုင်တော့ဘဲနဲ့ဒီကစားသမားအသင်းကစားသမားတွေနဲ့ကျွန်တော်တို့ဒါရက်တီလာတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ဒါစပိန်လာလီဂါမှာဆိုရင်လည်းကျွန်တော်တို့လက်မန်းရမှာတခြားဒီ star player တွေအခုဆိုရင်ဒါ Newcastle ဒါ Gordon ဘာစီလိုနာချိတ်ဆက်တယ်အဲ့လိုပုံစံမျိုးတွေရှိရပေါ့နော်ကျွန်တော်တို့ EPL မှာဆိုရင်လည်းဒါပြောစရာမလိုကမ္ဘာအကောင်းဆုံးမှာဆိုရင်ကစားသမားခေါ်တယ်ကျွန်တော် Italy Serie A အသင်းတွေကတော့အရာအောင်ထက်နောက်ကျပြီးမှခေါ်ပြီးတော့ဒါအသင်းကစားသမားတွေကိုဒါခုံနေတာတွေ့ရတယ်တကယ်ဟိုအောက်တန်းအသင်းတွေဆိုရင်ဒါ Cremonese တို့လက်ရှိတို့ဆိုရင်လည်းဒီတစ်သင်းလုံးပေါင်းမှဒီသူများအသင်းကစားသမားတယောက်စာတော့မရှိရဲ့တန်ကြီးရှိရဲ့အဲ့တော့ star player ရှားပါနေမှုနဲ့ဒါဘန်တိုင်းပြဿနာเนาะဒါဝင်ငွေလေးနှဲပါတယ်ဝင်ငွေနှဲပါတဲ့အတွက်ကျွန်တော်တို့ဒါကစားသမားတွေလာစာပေးရှိနိုင်ခြင်းเนาะပြောင်းရွှေ့ခြင်းမပေးနိုင်တဲ့အချက်တွေကြောင့်ကျွန်တော်တို့ဒါ Serie A တွေကနည်းနည်းမှိမ့်နေနေတာရှိပါတယ်နောက်တစ်ချက်အနေနဲ့တော့ကျွန်တော်တို့ဒါ Queen တွေအိုဟောင်းတာပေါ့နော်ကျွန်တော်ရှာဖွေတွေ့ရှိချက်ရဆိုဒီချက်ကပါတယ် Queen တွေအိုဟောင်းမျိုးဒါပရိသတ်အကြောင်းပေါ့နော်ပရိသတ်နဲ့ဆိုင်နေဆိုတဲ့အချက်ပါကျွန်တော်တွေ့ရပါတယ်ဘာလို့ပြောနေတာလဲဆိုတော့ပရိသတ်ကဒီ Queen နဲ့ဝေးရပေါ့နော်ကျွန်တော်တို့ EPL မှာဆိုရင်ဒါ Chelsea တို့ဘာလို့ဆိုရင် Man U လို့ဆိုရင်ဒါ Queen နဲ့ပရိသတ်နဲ့ဒါနီးလေးကြည့်ရပါပေါ့နော်ဒီလက်ကကန်လှမ်းလိုက်မယ်ဆိုရင်တော့ကစားသမားကိုလှမ်းမထိဘူးရအနေနဲ့တွေ့ရတယ်ကျွန်တော်တို့ဒီ ETC မှာတော့အဲ့လိုမဟုတ်ဘဲကျွန်တော်တို့ဒါအိုလံပစ်ပေါ့နော်ပြေးကုန်ပြေးပါညာအဲ့လိုအပြေးပြိုင်နဲ့အဝိုင်းပုံစံမျိုးကြီးအများကြီးချထားရဗျာဘိုလိုနာအင်္ဂလိပ်တို့နာပိုလီအင်္ဂလိပ်တို့ဆိုတာဟိုးဝေးကြီးပဲနော်ကျွန်တော်တော်တော်ကြီးဝေးတယ်အဲ့လိုပရိသတ်နဲ့ဒါကွင်းနဲ့အရင်ဝေးနေတဲ့အတွက်ကျွန်တော်ပရိသတ်နဲ့ထိတွေ့မှုပိုင်းမှာအားနေတယ်ကြည့်ရဟိုစိတ်ဝင်စားမှုအပိုင်းမှာအားရောတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးတွေ့ရှိရပါတယ်တော့ကွင်းတွေကအိုဟောင်းတယ်ပေါ့နော်ကျွန်တော်ကွင်းသစ်ဆောက်ဖို့အတွက်ကလည်းကျွန်တော်ဒါအစိုးရကနှောင့်နှေးကြန့်ကြာပြီးတော့တွေ့ရှိရပါတယ်နော်နောက်တစ်ချက်တော့ဒါဈေးကွက်ရှာဖွေမှုပေါ့နော်ဈေးကွက်ရှာဖွေမှုဆိုတာကဘာလို့ပြောနေတာလဲဆိုတော့ရုပ်တံဝင်ဝင်နဲ့ဆိုင်တယ်ပေါ့နော်ရုပ်တံဝင်ဝင်မှာကျွန်တော်တို့တကဘာလုံးကိုကျွန်တော်တို့ EPL ကလွှမ်းမိုးထားရပေါ့နော်ဒါဘီလီယံပေါင်း8ဘီလီယံကျော်ရလို့ကြားရပါတယ်8ဘီလီယံကိုကျွန်တော်တို့ဒါ Premier League အသင်းအောင်ခွဲဝေရဖြစ်တယ်ပေါ့နော်ဒါလွန်ခဲ့တဲ့2နှစ်ကကျွန်တော်ကြားရတဲ့သတင်းဖြစ်တယ်ပေါ့နော်အခုဆိုဘယ်လောက်လဲကျွန်တော်မရှားသေးဘူးအဲ့လိုမျိုးဒါဘီလီယံရှိရတဲ့နေရာမှာ Serie A အရင်နှင်းကြနေတဲ့အတွက်ကျွန်တော်တို့ဒါဈေးကွက်ရှာဖွေမှုဘိုင်းမှာလေတော်တော်ကြီးကိုအားရုံးနေထားတွေ့ရပါတယ်နော်ပြီးရင်တော့နောက်တစ်ချက်ပြီးနောက်တစ်ချက်ကတော့ဒါကစားပုံကွာခြားသွားတယ် play style ပေါ့နော် play style ကဘယ်လိုကွာသွားလဲဆိုရင် series နီးပြွာကျွန်တော်အရင်တော့ဆိုတာခန်းစစ်အသားပေးရလူချင်းချုပ်ကစားတတ်တဲ့ဆိုပေမဲ့အခုဒါ Premier League ကဒါအရန်မြန်လာတယ်နော် Premier League ကစားပုံတွေကအရန်မြန်လာပြီးတော့ La Liga ဆိုရင်လည်းဒါတကယ်ကိုquality ရန်ဖြစ်နေတဲ့အတွက်နော်လက်မင်းရမှာတော့ဒီတခြားကစားသမားတွေကလည်းအရန်ကောင်းလာတဲ့အတွက်ကျွန်တော်တို့ဒါ series ကအရန်နှေးပြီးတော့ကြည့်ရတာ fashion မရှိဘူးနော်ကျွန်တော်ဆွဲဆောင်မှုပိုင်းမှာအားနေပြီးတော့ပြန်ဆိုင်မှုကတော့ဟိုပြန်ဆိုင်နေဒါပေမဲ့ဟိုပြန်ဆိုင်မှုမပြေးဆိုင်တဲ့ပုံစံမျိုးတွေ့ရတယ်၄ကန်နဲ့ဗျာဂိုးတိုးသွင်းရင်လည်းအဲ့လိုမျိုးတို့စိတ်လှုပ်ရှားမှုအရင်မရှိရမျိုးတွေ့ရပါခင်ဗျာနော်ပရီးမီးယားလိဂ်ဆိုရင်လည်းဒါအသင်းကြီးနဲ့အသင်းသေးဆိုရင်ဒါအပြန်လှန်တိုက်စစ်ဆင်တယ်အပြန်လှန်တိုက်စစ်ဆင်တယ်ပေါ့နော်အသင်းသေးကလည်းအသင်းကြီးကိုပြန်လှန်တိုက်စစ်ဆင်တယ်ဘော position ပြန်ကိုင်းနေဆိုတဲ့ကစားကွက်ပေါ့နော်တို့ဒါ EPL နဲ့စပိန်လာလီဂါမှာပဲတို့ဒါခေတ်သစ်ဘောလုံးစတိုင် play style ဖြစ်နေတဲ့အတွက်ဒီ series ကဒါပရိသတ်ကဒါကိုစိတ်ဝင်စားတဲ့အတွက်ပေါ့နော်ပရိသတ်ဆိုတာဒါနှစ်သင်းလုံးရဲ့ရှင်ပြိုင်နိုင်ဆုံးတို့ရင်ကြည့်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးဒါပရိသတ်ဖို့တော့ဒါ series ကနိုင်ငံပြင်းစရာကောင်းတယ်လို့အချက်တွေတွေ့ရှိရပါတယ်နောက်ဆုံးအရေးကြီးတဲ့အချက်ရှိတယ်ဘာလဲဆိုတော့ကျွန်တော်အကျင့်ပြတ်ချစားမှုနဲ့အရှုပ်တော်ပေါ့နော်ဘာလို့ပြောနေတာလဲဆိုတော့တို့2006မှာဖြစ်ပွားခဲ့တဲ့ဒီဒိုင်ယိုကြီးတွေကလက်ပေးလက်ယူပွဲရလက်ကိုဒါအလှည့်ပြောင်းလုပ်ခဲ့တဲ့ဒါလုံပွဲပြဿနာပေါ့နော်ဂျူဗင်တက်တန်ဆင်းသွားတဲ့ဒီဂုံသိက္ခာတွေဒါစီးရီရဲ့ဒီတမိုင်းကြောင်းကိုအကြီးရဲ့ဒုက္ခရောက်ပြီးတော့ဒါအကြီးရဲ့ထိခိုက်ခဲ့ပါတယ်နော်အဲ့ဒီနောက်ပိုင်းမှာဒါပရိသတ်ရဲ့ယုံကြည်မှုတွေဒါကြာဆင်းပြီးတော့လီးရဲ့ပုံရိပ်ကလည်းတို့ဒါအဖက်ဆက်ဖို့အတွက်နှစ်ပေါင်းများစွာကျွန်တော်အချိန်ယူခဲ့ရဖြစ်ပါတယ်လက်ရှိမှာတော့ဒါစီးရီကခန်းစစ်တက်တက်မှုပဲဒါအသင်းငယ်လေးတွေဒါတိုက်စစ်ဆင်လာဆိုတော့ပွဲတော့ပုံမှုကြည့်ကောင်းလာတယ်ပေါ့နော်ဒါနောက်ဆုံးမနစ်ကဆိုရင်ဒါ series အသင်းကဒါဘိုးလူပွဲတက်ခဲ့ပါတယ်အင်တာမီလန်ဖြစ်ပါတယ်တနည်းကဆိုရင်ဒါ2003-2004မှာ
2023-24မှာဆိုရင်ဒါအက်တလန်တာနဲ့လည်းယူပါလိရခဲ့ပါတယ်နော်တကယ်ဆိုရင်ဒီအသင်းကကျွန်တော်တို့ဒါအီတလီလိကတကယ်ကိုကောင်းတဲ့လိဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်စီးရီးဘာကြောင့်ကြာရှုံးတာလဲဆိုတော့ဒီဘာလို့စိတ်ဝင်စားမှုညောင်းနေသွားလဲဆိုတော့အချုပ်အားဖြင့်ကျွန်တော်ပြန်ပြောရမယ်ဆိုရင်တော့ဘန်နာကြီးအချက်တဲ့ star player ပတ်စံနောက်ဆုံးနံပါတ်1ကတော့ဒါပတ်စံပေါ့နော်ကျွန်တော်ပတ်စံမသုံးနိုင်တဲ့အတွက် quality ကောင်းမရဘူးပြောလို့ရပါတယ်เนาะနံပါတ်1ကတော့ဒါ banner in နဲ့ star player ရဲ့ပြီးတာကွင်းနေပေါ့နော်တို့တွေက stadium တွေကတကယ်အားနေတယ်ပရိသတ်နဲ့ကွင်းနဲ့ဝေးကွာနေတဲ့အချက်တွေရဲ့နောက်တစ်ချက်တော့ဈေးကွက်ရှာဖွေရေးပေါ့နော်တို့တွေကရုပ်သံထုတ်လွှင့်မှုပေါ့နော်တို့တွေကရုပ်သံဝင်ငွေအားနေတဲ့အချက်ရုပ်သံဝင်ငွေအားနေတဲ့အတွက်တို့တွေက league ကို support မလုပ်နိုင်တဲ့အချက်တွေရဲ့ပြီးကစားမှုပြောင်းလဲသွားရပေါ့နော်ကစားမှုတွေကတို့တွေကအရင်တော့အန်တိတ်ဖြစ်တဲ့မြန်မာလိုပြောမှဆိုရင်ဒါအန်တိတ်ဖြစ်သွားပြီဗျာခေတ်ဟောင်းပုံစံဖြစ်နေတဲ့အတွက်ခေတ်သစ်စတိုင် EPL လို့ဇာလီယာတို့ရဲ့အမြန်လုံးတွေကိုရှင်းပြနေစမ်းအားနေဝါတဲ့အတွက်ကျွန်တော်တို့က series ကပြင်းစရာကောင်းတဲ့လေးခုဖြစ်နေပါတယ်နောက်ဆုံးချက်ကတော့အချင်းမြတ်ချစားမှုရှိခဲ့တဲ့အတွက်ကျွန်တော်တို့ကတော်တော်ဆိုရင်ဒီအသင်းတို့အယုံကြည်မရှိတော့တာပဲပါတယ်ပေါ့နော်ကျွန်တော်တို့ကအပေါ်ကြီးပေးထားမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒါမနေရတော့တဲ့ပုံစံမျိုးရှိရယ်အီတလီ series ရဲ့အသင်းကြီးတွေကိုကျွန်တော်မယုံတော့တာဖြစ်တယ်ပေါ့နော်အသင်းအီတလီ series ရဲ့အသင်းကြီးအချင်းထက်တွေ့ဆုံတဲ့ပွဲတွေကကြည့်မကောင်းတော့တဲ့ပွဲစဉ်တွေကြောင့် series ပွဲတွေကကျွန်တော်တို့ပြင်းစရာကောင်းတဲ့လေးခုဖြစ်သွားတာဖြစ်ပါတယ်နော်ကျေးဇူးများတင်ပါတယ်